ပိတ်တာနော်ပိတ်တာဆိုတာစားရေးဝူရေးနေရေးအယံဆင်းရဲတဲ့တရားဝါကိုဘာလို့ခေါ်လဲပိတ်တာလို့ခေါ်တယ်နော်အခုလူတွေသေပြီးသွားရင်ပိတ်တာဘုံနဲ့ရောက်ကြတာပေါ့များသွားပြင်ပိတ်တာဘုံရောက်တယ်ဘာကြောင့်လဲဆိုစွဲလန်းမှုနဲ့သေကြလို့ဘာနဲ့သေကြလို့သားဆွဲသမီးဆွဲဇနီးဆွဲခင်မွန်းဆွဲပစ္စည်းဆွဲအဆွဲတွေမရှိလားရှိလားရှိတယ်အဲ့အဆွဲတွေကသေရင်ဆွဲတဲ့နေရာမှာပိတ်တာဖြစ်တယ်နော်ဆွဲတဲ့နေရာမှာပိတ်တာဖြစ်တယ်ဟိုတော့ကဒကမကြီးတယောက်လင်မယားနေရာလို့တရားတွေပါတယ်အထုတ်တယ်သူတော်တော်ကြိုးစားတယ်တရားအထုတ်ဒီကလည်းနီးရောယောက်ျားကျမ်းမာရေးမကောင်းပေါ့ငယ်ငယ်ရွယ်ရှိပါသေးတဲ့သက်40ကျော်50ဝန်းကျင်မှာပဲကျမ်းမာရေးမကောင်းတော့ကိုရင်တိုင်နဲ့နောက်ဆုံးအချိန်ရောက်လာတယ်ပေါ့အဲ့တော့ရုပ်လက္ခဏာနည်းနည်းပြောင်းလာပြီဆိုတော့မိမကလည်းယောက်ျားဘဝကူမကောင်းမှဆိုလို့သူကပြောပြတယ်ရှင်ကျမကိုမပူနဲ့ရှင်ရှာဖွေပေးထားတဲ့ဟာတွေနဲ့ကျမဘဝရက်တီလို့ရတယ်ဒါလေးနှစ်ယောက်ကလည်းလိမ်ပါတယ်အဲကြောင့်ကျမမပူနဲ့ရှင်သွားမယ်လမ်းကိုရှင်ဖြောင်းလေးအာယုံပြုသွားဆိုအဲ့ဒါဒကမကြီးတတိပေးတာမှားလားမှန်လားဒကာကြီးတွေပြောကြတယ်ဒကမကြီးတတိပေးတာမှားလားမှန်လားမှန်တယ်နော်အဲ့ဒကာကြီးတိတ်မကြဘူးသေရောညကျတော့အိမ်ပေါ်မှာရှက်နဲ့လမ်းလျှောက်ဒကမကြီးကနားထောင်ကြည့်တော့ဒါ9ယောက်ကြာချီတန်းဒီလောက်တရားအထုတ်ပြီးဘလို့ဖြစ်တာလဲဟာမနေ့ကဘုန်းကြီးတွေပင်ဆုံးတော့အမြဝေညကျတော့ရှက်နဲ့မကြွဘူးနောက်နေ့မနေ့ဘုန်းကြီးပင်ပြီးအမြဝေညကျရှက်နဲ့တက်လာလုံးနေတိုင်းအမြဝေတာနေတိုင်းမကြွတက်လာလည်းပြည့်ရောအမျိုးသမီးလည်းဘုံလဲကန်နေပဲစိတ်မကောင်းဖြစ်တာပေါ့ယောက်ျားစိတ်နဲ့တော့တရားတွေလုပ်ပြီးကုသိုလ်တွေလုပ်ပြီးတော့ဖြစ်ရလေခြင်းပေါ့အဲ့နဲ့တငယ်ချင်းတွေကကြည့်ပြီးတော့ဒီကောင်မဒီတိုင်းပြစ်ထားလို့ရှိရင်တော့ယောက်ျားစိတ်နဲ့ဘုံလဲသွားလိမ့်မယ်လားစိတ်ပြေလက်ပြောက်ဖျားကူးခေါ်သွားမယ်ဆိုအတင်းဆွဲဆက်ခေါ်သွားတာပါသွားအောင်နိုင်ရတော့ဘုန်းကြီးကျောင်းတစ်ကျောင်းရောက်တယ်နာမည်ကြီးဘုန်းကြီးကျောင်းဝင်တာကျောင်းရောက်ဆရာတော်နဲ့တွေ့လိုက်တဲ့ဆရာတော်ဟဲ့နင်တို့၈ယောက်တောင်လာတဲ့သွားတာ9ယောက်ဆရာတော်၈ယောက်တောင်လာဆိုအဲ့တော့အဲ့တကမာထပြေတယ်တင်မဖျားတယ်ဒီဘက်မှာယောက်ျားလည်းပါတယ်ဖျားဆိုအဲ့ကျမှသွားမိတဲ့လူတော့အမလေးဒုက္ခပါပဲဆိုကြောက်တာကားပေါ်မှာပါလာတာဟုတ်အဲ့နဲ့အဲ့တကာကိုပူခိုင်းပြီးတော့ဘုန်းကြီးကနည်းနည်းစွန်းတဲ့ဘုန်းကြီးဆိုတော့ပူခိုင်းပြီးတော့မေးတာမင်းဘယ်လိုဖြစ်တာလဲဆိုမှအဲ့မှာပြောပြတယ်ဇက်ရည်အဲ့မှာလဲတာဒီပြီးတော့ဒေဂာနီးတော့တဲ့တရားမှတ်နိုင်တယ်ဝေဒနာကိုလည်းသိခံနိုင်တယ်ရှုနေမှတ်နေတော့မှမိမလာပြောတာရှင်ကျမကိုမပူနဲ့သူပြောတာတွေကတော်တော်ကောင်းတယ်တဲ့ဖြောက်သွားနိုင်အောင်ရှုမှတ်သွားနိုင်အောင်ပြောတာမှန်တယ်ဒါပေမဲ့သူ့စကားဆုံးတော့တပည့်တော်ကအတွေးလွဲသွားတာဆက်ရှုနေရမယ့်ဟာလို့ငါပေါ်ဒီလောက်ကောင်းတဲ့မိမကိုငါခွဲရတော့မယ်ဆိုစိတ်မကောင်းဖြစ်သွားတာအဲ့ဒီမှာနေသိလိုက်တာတပည့်တော်သွားရောတဲ့ညဒကမာကြီးတွေလည်းနီးရင်ကြည်တတိပေးပေါ့နော်ကိုကတော့စေတနာနဲ့တတိပေးလိုက်တာစေတနာဟိုမှာဒုက္ခတွေကိုရောက်သွားအောင်အဲ့နဲ့ဘုန်းကြီးကတရေတရားဟောတာတဏှာကြီးကြားတယ်ဒီဘွာကြီးကမကောင်းဘူးမင်းမေးတယ်မင်းနေတိုင်းအမျှဝေးနေမင်းအိမ်ပေါ်မှာမင်းတာထုမကုန်နဲ့မခေါ်ပါဘူးတဲ့ခေါ်ရင်ဒီမိမနဲ့ဝေးသွားမှာတဲ့အဲဆွဲလန်းမှုကကြောက်เสียကောင်းတယ်လို့ပြောတာနော်ဆွဲလန်းမှုကကြောက်เสียကောင်းတယ်အဲဒီအစွဲလေးကဒီကနေ့မှာပိဋကဘွာရောက်သွားတာပဲအေးမင်းမရှိတော့ណាမင်းအမျှဝေးပေးမှာနော်မင်းတာထုမခေါ်ဘဲနဲ့နေမိမလည်းသေးတော့သားတွေသမီးတွေအဖေမေညောက်ကြတော့မင်းမဲ့ပြီးတော့အမျှမဝေးဘူးဆိုရင်မင်းဒုက္ခရောက်မှမင်းမကြွတော့ဘူးဖြစ်နေမယ်ဆိုအဲ့ကျမှအဲ့ဆိုခုလုပ်ပေးတဲ့နေ့ဖြင့်လုပ်ပေးပေါ့လေသူတာထုခေါ်ပါမယ်ဆိုအဲ့ဒါအမျှဝေလိုက်လို့တာထုခေါ်ပြီးကြွတ်သွားတယ်နောက်နေ့အဲ့ကြောင့်မှအိပ်ပြီးတော့ကုသိုလ်လုပ်ပေးလို့ကဲထားပါတော့ပြောချင်တာပိဋ္ဌာဆိုဆွဲလန်းမှုကြောင့်ဖြစ်တာများတယ်လို့ပြောတာနော်ဘာကြောင့်ဖြစ်တာများလဲဆွဲလန်းမှုကြောင့်ဖြစ်တာများတယ်ဟိုမှာရန်ကုန်မှာဒကမာကြီးတယောက်ဆိုရင်ဟိုးလွန်ခဲ့တဲ့နှစ်20ကျော်လောက်ကပေါ့ဒကမာကြီးတယောက်ရှိတယ်20ကျော်မဟုတ်30ကျော်လောက်ကဒီလက်သေးရောမိကန်တက်တာသွားဖွင့်မိသားစုကဖွင့်အတုပနဲ့နေပါလုံးဝမဖွင့်ဘူးအကိုကြီးကငါ့ကိုယုံတာယုံရင်ပေးတော့ငါသိမ့်မယ်9ရက်ပြည့်တဲ့နေ့ကျမှဘုန်းကြီးတွေလည်းပြန်ကြွဧည့်သည်တွေလည်းပြန်ပြီးဆိုမှမောင်နှမတွေကုန်လာဆိုပြီးတော့မိကန်တက်တာဖွင့်မိကန်တက်တာတွေမှာရွှေချောင်းတွေရှိတာ
အဲ့ရွှေချောင်းတွေကိုမျှော်ကြီးတစ်ကောင်ပတ်တာအမွေခွဲကန်နီးမှာမျှော်ရွှေချောင်းပတ်ထားတော့ဒီမျှော်ရလဲဆိုတုံးနဲ့ကလောမိဖို့တဲ့သွားထည့်လိုက်တာနောက်မှဆရာတော်တွေမေးကြည့်ဒီမိကန်တက်တာဘာကောင်မှဝင်လို့မရတာမျှော်ကြီးဘလို့ဝင်နေမသိဘူးဗျအဲ့ဒါမင်းတို့အမေဖြစ်ဖို့များတယ်တဲ့ဟိုကပြောလိုက်တယ်မဖြစ်နိုင်လို့ဖြစ်နိုင်တယ်ဒီရွှေကိုဆွဲတော့ဒီမှာသုတိသိက်ကြလိုက်တာနဲ့အဲ့ရွှေမှာဖတ်ခနဲ့ဆိုမျှော်ပိတ်တာသွားဖြစ်တာဟုတ်တယ်နော်အဲ့ဆွဲလန်းမှုကဒုက္ခမပေးဘူးလားပေးလားတတိထားဖို့ပြောပြတာနော်အဓိကပြောချင်တာဆွဲလန်းမှုကိုပြောရမို့ပိတ်တာဘုံကဒုက္ခကိုပြောတာနော်ပိတ်တာဖြစ်သွားရင်စားရေးဝရေးနေရေးပါဖြစ်တယ်အယံဆင်းရဲတယ်အစားအသောက်ဆိုတာလူတွေထွေးထုတ်တဲ့ချွဲနှက်တွေနော်လူတွေမစားခြင်းလို့သွန်ပြစ်တဲ့အယိုးတွေထမင်းလုံးတွေဟင်းဘတ်တွေအဲ့ဒီလိုသွန်ပြစ်တဲ့ဟာတွေအဲ့ဒါလေးတွေလိုက်ကောက်စားတချို့ဆိုရင်အညစ်ကြေးတွေလိုက်စားအဲ့ဒါတော့နတ်မအောင်စားရတာမဟုတ်ဘူးနော်ဝမ်းအောင်စားရတာမဟုတ်ဘူးဝိရဲဆိုအဝတ်မရှိဘူးပိဋ္ဌာတွေများသွားပြီအဝတ်မရှိဘူးနေရဲဘယ်နှနေရာမှမသိဘူးဒုက္ခမျိုးစုံနဲ့ဆင်းရဲတဲ့မျိုးစုံခံစားနေရတာကိုဘာလို့ခေါ်လဲပိဋ္ဌာလို့ခေါ်တယ်အဲ့ပိဋ္ဌာဖြစ်သွားရင်လေဒီဘက်မှာဖျားပွင့်တဲ့သစ္စာလေးပါဟောတယ်ဟိုပိဋ္ဌာကြီးမှာလေသူဒုက္ခနဲ့သူနော်သူဒုက္ခနဲ့သူခံနေရတော့ဖျားလည်းမဖူးနိုင်တရားလည်းမနာနိုင်ဆိုနိဗ္ဗာန်ရမလားမရရင်အဲ့ပိဋ္ဌာဘဝကလည်းဘာသင့်ရပ်ပြေးသင့်တယ်ဟုတ်တယ်နော်